အားလုံးပဲမင်္ဂလာပါရှင်ရွှေရောမထီလာမျိုးရိုးကန်းရွာကိုရောက်ရှိနေတာပဲဖြစ်ပါတယ်ရှင်အရိုးရှင်းဆုံးနဲ့ကြီးကျယ်မြင့်မြတ်တဲ့ရဟန်းခန့်ရှင်ပြုအလူပွဲလေးအကြောင်းကိုလာပြီးတော့မှလေ့လာတာပဲဖြစ်ပါတယ်ရှင်အလူဝင်နဲ့ပထမဆုံးရက်မှာဆိုလို့ရှိရင်တော့ရွာကအလူမန်တက်မှာတည်ထားကိုကိုွယ်ဖို့တညာတာပေါ့နော်စံထားပူဇော်ဖို့အတွက်ကိုရွာကကျောင်းမှာဘုရားကိုလာပြီးတော့မှပေးဆောင်တာပဲဖြစ်ပါတယ်ရှင်အခုလိုပေးဆောင်တဲ့အချိန်မှာဆိုလို့ရှိရင်အလူတကာကြီးကတော့ပြန်ဟုတ်ပင်ပြီးတော့အလူတကာမကြီးကတော့အုပ်ပြောငပြောပွဲလေးကိုရွာကအလူမန်တက်တို့ပေးဆောင်တာကိုတွေ့မြင်ခဲ့ရပါတယ်အခုလိုပေးဆောင်တဲ့အချိန်မှာဆိုရင်ဒီကိုဦးစင်းဝင်းမဲ့သူတွေကတနင်္လာပိုင်းကုသိုလ်လေးတွေကိုယူကြတာကိုသိရှိရပါတယ်တွေ့ရှိရပါတယ်မနက်ပိုင်းမှာအခုလိုမျိုးဖះကိုပေးဆောင်ပြီးသွားလို့ရှိရင်တော့ညနေနေဆောင်တဲ့အချိန်လေးမှာစံချာဒီတင်ငန်းတောင်ရဟန်းခံပေါ့နော်အဲ့လိုမျိုးတိတ်ခါတင်ပွဲလေးတွေကိုပြုလုပ်တာကိုသိရှိရပါတယ်ဦးစင်းဝဲမဲ့သူတွေကဆိုရင်တော့အရင်ဆုံးကိုရင်ကြီးအဖြစ်သို့ဝေပြီးတော့မှဒီတိမ်မှာပေါ့နော်တိတ်ခါတင်ဦးစင်းဘဝသို့ဦးစင်းရဟန်းဘဝသို့ရောက်ရှိမယ်လို့သိရှိရပါတယ်အမပါခဲ့ရင်လည်းဒီခဏနားလည်ပေးကြပါရှင်တိတ်တက်တဲ့ချိန်မှာတိမ်ဆင်းလာတာကိုလောင်းလို့ဖို့အတွက်ဒီဝတ္ထုတွေကိုပစ္စည်းလေးတွေကိုပေါ့နော်လူပဲဝတ္ထုလေးကိုပူဇော်ဖို့အတွက်စောင့်စိနေကြတာပဲဖြစ်ပါတယ်ရှင်အလူဝင်ပြီးတဲ့နောက်ရက်မှာဆိုရင်အဝမ်းနေနဲ့ကြောင်းထိုင်ကိုရော်တွေကိုပင်ဦးစင်းတွေကိုပင်ကိုရင်လေးတွေကိုပင်ပြီးတော့မှအာယုံစွန်းခဲဖွဲဝတ္ထုဝင်လေးတွေကိုကတ်လူတာပဲဖြစ်ပါတယ်ကတ်လူပြီးသွားလို့ရှိရင်တော့ဒီတရားနာနောက်ပြီးတော့မှအကျွေးမွေးလေးတွေကိုပြုလုပ်ကြပါတယ်တရားနာရေစက်ချအမြပေးဝေပြီးသွားလို့ရှိရင်တော့ဒီတရားနာတဲ့သူတွေရောနောက်လုပ်ခုကဲကိုဓမ္မတွေရောအားလုံးကိုပါဒီရွှေမုံငွေမို့ရွာပေးတာဖြစ်ပါတယ်အလူမိုးဝေခရမှာဆိုရင်เนาะဒီအိမ်နာချင်းနေရနေပြီးတော့မှအလူမချင်းမွေးဖို့အတွက်လာပြီးတော့မှကုသိုလ်ယူကြတာပဲဖြစ်ပါတယ်ရှင်ချက်ပြုတ်ပေးမဲ့သူတွေကဆိုလို့ရှိရင်လည်းလာပြီးတော့မှကုညီနိုင်ဆွေးနွေးပွဲလေးတွေကိုပြုလုပ်တာပဲဖြစ်ပါတယ်ကျမတို့တွေကလည်းတနင်္လာပိုင်းကုသိုလ်လေးပါဝင်ယူခဲ့ကြပါတယ်အလူပွဲပြကြလို့ရှိရင်တော့ကုညီရဲ့သူတွေမှရုံပေါက်တာလေးတွေကိုပြုလုပ်ကြပါတယ်ရှင်ဒါကတော့ချိုရိုက်ခဲ့တဲ့ behind the scenes လေးပဲဖြစ်ပါတယ်ရှင်အမားပါခဲ့ရင်တော့ခွင့်လို့ပေးကြပါအခုလိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင် like and follow subscribe လေးလည်းလုပ်ပေးခဲ့ကြပါအောင်ရှင်